ဒါလေးကတော့မြန်မာစားတာတစ်မျိုးဖြစ်တဲ့မုံလက်နှိပ်ဖြစ်ပါတယ်သူကတော့ဒီလိုစံမုံလေးကိုအနှဲငယ်ထည့်ပြီးတော့စားလေးသိုံလောက်လေးထည့်ပြီးတော့ရေလေးနည်းနည်းလေးနဲ့ချောရတာနည်းနည်းလေးခက်ကျဲကျဲလေးပေါ့နော်ချောရတာဖြစ်ပါတယ်သူ့ကိုဒီလိုမျိုးလေးကျဲကျဲလေးချောပြီးလို့ရှိရင်ဒီဘိုးပေါ်မှာတင်ထားတဲ့ဒီဘိုးပေါ်သူ့ရဲ့ဥကင်းပေါ်ကိုထည့်ပြီးတော့ပဲလေးနဲ့ငယ်ဖြူလိုက်လို့ရှိရင်ဒါကျမတို့မြန်မာစားတာဖြစ်တဲ့မုံလက်နှိပ်တစ်ခုရပါတယ်လေဦးလေးကိုမူတဲ့ချိန်မှာစီလေးနည်းနည်းပါးပါးလေးသုံးရပါတယ်ဒီမိုးရီလေးကိုပါးပါးလေးထည့်ရတယ်အဲ့လိုကြီးရဲ့ဒီမှာပဲလေးကိုပါးလေးရလေးထည့်ရပါတယ်ဒီဆိုရင်ကျမတို့ဓမ္မစားတာတစ်မျိုးဖြစ်တဲ့မုံလေးနှိပ်တစ်ခုကိုရပါပြီ။သူ့ကိုဒီပကံထဲကိုဒီလိုလေးကန်ပြီးတော့ကက်ကြီးလေးနဲ့ကိုက်ထည့်ပါမယ်။ဒါဆိုရင်ဒီကျမတို့ရဲ့မုံလေးနဲ့တပွဲကိုစတင်သုံးဆောင်လို့ရပါပြီ။